မင်္ဂလာပါခင်ဗျာ6ရက်ရှိလ2026ခုကြာသပတေးနေ့အတွက်ဒီနေ့တာကံကောင်းတဲ့နေနံသားများနဲ့သတိထားဆင်ခြင်ရမယ့်နေနံသားများကိုတင်ပြပေးပါမယ်ဒီနေ့တော့အင်္ဂါသားသမီးများဟာဒီနေ့တာကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ဘေးရန်မရှိအေးချမ်းသာရမှာဖြစ်ပါတယ်ခင်ဗျရောက်ဖက်ရက်ကနေပြီးတော့ဇနီးမယားကိုအကြောင်းပြပြီးတော့လက်လာပါတွေလည်းဝင်လာပါလိမ့်မယ်ပလဲရတနာလည်းဝင်လာတတ်ပါတယ်တန်လုပ်ငန်းသူ့လုပ်ငန်းစသဖြင့်တောက်တန်တန်လုပ်ငန်းတွေကြောင့်ဝင်ငွေကောင်းပါလိမ့်မယ်အရှိမြောက်ရက်ကနေမိတ်ဆွေကောင်းများနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်မိတ်ဆွေများရဲ့အကူအညီနဲ့စီးပွားရေးဆိုင်ရာအကူအညီတွေလည်းရရှိလာပါလိမ့်မယ်ဖို့မြေပဲမျိုးစုံစတဲ့လုပ်ငန်းတွေကနေတော့ဝင်ငွေတိုးတက်လာပါလိမ့်မယ်ကောင်းမွန်လာပါလိမ့်မယ်ဝတ်ဆင်တဲ့အရောင်ကရွှေဝါရောင်နဲ့အဖြူရောင်များကိုဝတ်ဆင်ပေးပါဗျာပညာရေးလုပ်ငန်းများလည်းအကျိုးပြုဖြစ်ထွန်းပါလိမ့်မယ်ခါတဲ့ရာသာကိုမှီဝဲပေးပါဗျာအိမ်တော်ရေးအခြေရတော့အင်မတန်တာယာရှိပါမယ်ရေရအနေနဲ့ကတော့ဖះကိုတီးညွတ်လူဒန်းပေးပါဗျာတောက်ကြသားသမီးများဒီနေ့မှာမိကောင်းဆွေကောင်းများနဲ့တွေ့ရတတ်ပါတယ်အရှိရကအင်္ဂါသားသမီးများရဲ့အကူအညီလည်းရရှိနိုင်တယ်စံစီဆေးစတဲ့အင်္ဂါနာကုန်ပစ္စည်းများလည်းအကျိုးပေးပါလိမ့်မယ်ဗျမိမိရဲ့အောက်လက်ငယ်သားအလုပ်သမားများရဲ့ထောက်ခံလေးစားမှုကိုလည်းရရှိခံစားနိုင်တဲ့ကာလဖြစ်ပါတယ်ဝတ်ဆင်တဲ့အရောင်ကတော့ပန်းရောင်အဖြူနီရောတဲ့အရောင်များကိုဝတ်ဆင်ပေးပါဗျအနေငယ်သတိထားဖို့တော့ပြောချင်ပါတယ်အနောက်မြောက်အရက်ကိုတော့ခီးသွားလေးရှောင်ပေးလိုက်ပါဗျဒါဆိုလို့ရှိရင်တော့အားလုံးဆင်ပြေသွားပါလိမ့်မယ်တောင်ရက်ကတင်းနှလာနံအပျက်စီးများရှိရင်လည်းဖယ်ရှားပေးလိုက်ပါလုံးဝဘေးရန်အန္တရာယ်ကင်းသွားစေချင်တာပါဒီနေ့အတွက်သတိထားဆင်ခြင်ရမယ့်နေနံသားတွေကတော့စနေနဲ့ဗုဒ္ဓဟူးသားသမီးများဖြစ်ကြပါတယ်ဗုဒ္ဓဟူးသားသမီးများကတော့ဒီနေ့အတွက်စိတ်တွေထွေပြားမငြိမ်မသက်ဖြစ်တတ်ပါတယ်ဗျဟိုဒီခီးသွားခြင်းစိတ်တွေပေါ်ပေါက်လာတတ်ပါတယ်ယမိသားစုတွင်မှာကိုဝန်ဆောင်မိခင်များရှိကြဆိုရင်တော့ပုံမှန်ဆေးစားဆေးတော့လုပ်ဖို့မပြင်းပါနဲ့လို့ကြံပေးပါစေအင်္ဂါနာအယောင်းဝယ်လုပ်ပါအလုပ်ကိုတော့မချဲ့ထွင်ပါနဲ့ဗျတောင်ရက်ကိုခီးမသွားပါနဲ့အိမ်အောင်ရေးချီအဆင်မပြေတာတွေဖြစ်တတ်ပါတယ်ဝတ်ဆင်တဲ့အယောင်ကတော့ပန်းရောင်အဖြူနီရောတဲ့အယောင်တွေကိုဝတ်ဆင်ခြင်းဖြင့်အဆိုးတွေပြေပြောက်သွားစေပါလိမ့်မယ်အိမ်ရဲ့အရှိတောင်ဘက်ကြီးနီနဲ့ပြုလုပ်ထားတဲ့သုံးဆောင်ပစ္စည်းများကိုလူကွယ်ရာမှာခဏရွှေ့ထားပေးခြင်းဖြင့်ရာအောင်မြင်မှုတွေတိုးပွားရရှိလာပါလိမ့်မယ်ခင်ဗျာစနေသားသမီးများလည်းဒီနေ့မှာတော့စိတ်ရောကိုယ်ရောမကြည်မလင်ဖြစ်တတ်တယ်အထူးသဖြင့်အနောက်တောင်အရက်အနောက်မြောက်တောင်အရက်တွေကိုတော့ခီးသွားလာရှောင်ရှားပေးပါဗျာဒီတရက်တာမှာတော့ခီးမသွားဘဲနဲ့အိမ်မှာငြိမ်လေးနေစေချင်ပါတယ်စီးပွားရေးလုပ်ငန်းအနေနဲ့လည်းလက်ရှိလုပ်ကိုင်နေတဲ့အလုပ်ငန်းများကိုသာဆောင်ရွက်ပေးပါအိမ်တော်ရေးအခြေရေးစိတ်ပျော်ကိုပျော်တာယာရှိလိမ့်မယ်ခင်ဗျာဦးစားပေးဝတ်ဆင်မှုကတော့အဖြူနီရောရှက်တဲ့အရောင်ကိုဦးစားပေးဝတ်ဆင်ပြီးတော့ခါတဲ့အရာသာကိုဦးစားပေးမှီဝဲပေးပါရေရအနေနဲ့ကတော့ဖះကိုဇွန်မန်းစောစိမ့်မန်းရကိုလူဒန်းပေးပါခင်ဗျာအန်ဒီရီကင်းပြီးလောက်ကင်နေဆင်ပြေလာပါလိမ့်မယ်ခုနှစ်သားသမီးများအားလုံးအန်ဒီရီကင်းပြီးစီးပွားလက်လာပါများတိုးပွားကြပါစေဗျာကျွန်တော်ချစ်မိတ်ဆွေများဆန္ဒရှိသည်များစွမ်းဆောင်အောင်မြင်ကြပါစေ